မျိုးကနံပါတ်8သိန်း30တန်မေကုံလူတယောက်ဘယ်ချိန်မှာဘလို့တရားနဲ့ကြွတန်းဝင်ပြီဆိုတာကိုဧကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းလူတယောက်ဘယ်ချိန်မှာဘလို့တရားနဲ့ကြွတန်းဝင်မယ်လို့ဧကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းစဉ်းစားပါအချိန်အကန့်အသတ်မရှိပေးပါတယ်သမီးကအကယ်၍ဒီမေကွန်းကိုဆက်ဖြေပဲလို့ရွေးချယ်ထားမယ်ဆိုရင် bonus ဘုံတို့ထပ်ပြီးတော့လောက်ပေးမယ်9သိန်းထပ်ပြီးတော့ထပ်ဆောင်ပေးပါမယ်ခုန4သိန်းအခု9သိန်းထပ်ပြီးတော့ပါပါမယ်ဒီချစဉ်းစားပါအယောစားကြီးတယ်ယောစားကြီးတယ်ဆက်ဖြေမယ်ဆိုရင်တော့ရတဲ့အင်အားရယ်နောက်တော့ထပ်ရမယ့်ဟာတွေကများတယ်အကယ်၍မဖြေဖြေလိုက်လို့မှားသွားရင်လည်းပဲရထားတွေကပလုံမယ်ဆိုတော့ရွေးချယ်ရလဲခက်ပါတယ်ဒါပေမဲ့သမီးတို့ဒီဘုဒ္ဓဝင်ကိုအများကြီးကြေထားတဲ့လူတွေအတွက်ခက်ခဲမရှိနိုင်ဘူးလို့ဘုန်းတော်ကယုံကြည်ပါတယ်ဆက်လဲဆက်ဖြေစေခြင်းပါတယ်ဆက်ဖြေရင်တော့အများကြီးခွင့်ရတဲ့ဆက်ရှိမှာပေါ့နော်သမီးဆက်ဖြေမယ်ဆိုအဖြေ၄မျိုးပြနော်သမီးရွေးဖို့ခွင့်ရရှိတယ်ဆက်ဖြေမှပြလို့ရမှာသမီး play or stay ပြီးပါပြီဆက်ဖြေမလားရက်နေမလားဆက်ပြေပါမယ်ဗျာဒီတော့သမီးအဖြေ၄မျိုးကြည့်ရအောင် A မန္တစက္ခု B ညာနာစက္ခု C ဒိဗ္ဗစက္ခုနဲ့ D ဗုဒ္ဓစက္ခုလူတယောက်ဘယ်အချိန်မှာဘလို့တရားဖြင့်ကြွတန်းဝင်မည်ကိုဧကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီသမီးအဖြေရွေးပေးပါလို့မေတ္တာရက်ခံပါတယ်ဒီဗုဒ္ဓစက္ကုပါဖေဟာလက်ခုပ်တန်ကတေချာရဲ့လားတေချာရင်တဝက်ခွဲပေးမယ်ဒီဗုဒ္ဓစက္ခုအဖြေပြောင်းအောင်မလားပြောင်းတော့ပါဘူးဖေဟာသိန်း30ရံမေကုန်းဒီမှာဗုဒ္ဓစက္ခုဆိုတဲ့အဓိပ္ပာယ်ကိုသမီးဘယ်လိုလေ့လာထားရလဲမှတ်မိလားတက်ဆိုတော့ဒါကဒီပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ပြိဋိဘံဆန္ဒမယ်ဆိုရင်မြတ်စွာဘုရားအရှင်ကတက္ကေတပုဏ္ဏကြီးတို့ပြိဋိဘံဆန္ဒမှာကိုမြတ်စွာဘုရားရှင်ကဗုဒ္ဓစက္ကုညင်တော်နဲ့တည်ရတဲ့ကြောင့်တရားတော်ဟောဒီလိုမပတာရပါရဲ့ဗျာဒီတော့လည်းအဖြစ်စစ်ပါမယ်ဒီမှာဗျာစုချင်းငွေသိန်း30တန်မိကွန်ဖြစ်ပါတယ်မိကွန်လေးကလူတယောက်ဘယ်အချိန်မှာဘယ်လိုတရားနဲ့ကျွတ်တန်းဝင်မလဲဆိုတာကိုဧကန်သိသောစက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသည်လို့မေးထားပါတယ်သမီးလေးကအဖြေကိုဒီဗုဒ္ဓစက္ခုလို့ယုံကြည်စွာနဲ့ဖြေဆိုလိုက်ပါပြီစုချင်းငွေချက်သိန်း30တန်မေခွန်းရဲ့
အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာ